ဘဏ်ပုံးကနေပြီးတော့မှဖုံးပေငွေဖြည့်တဲ့နေကိုပြသွားမှာဖြစ်ပါတယ်ပထမအဆုံး ATM ဘဏ်ကတ်ထည့်လိုက်ပါဗျကျွန်တော်အခုပြပေးမှာတော့ကာစီကွန်ဘဏ်ဖြစ်ပါတယ်เนาะကျွန်တော်တို့ ATM ကတ်ထည့်ပြီးလို့ရှိရင်တော့ပုံမှန်တိုင်းပါပဲကိုယ့်ရဲ့ password နံပါတ်6လုံးကိုကျွန်တော်တို့ရိုက်ထည့်ပေးပါเนาะ password နံပါတ်ကိုမှန်ကန်စွာနှိပ်ပြီးလို့ရှိရင်တော့ဒီလိုလေးတန်းပေါ်လာလို့ရှိရင်တော့ဒီမှာ language ကျွန်တော်တို့နှိပ်ပါမယ်ဒီလိုပေါ်လာလို့ရှိရင်တော့ဘာသာပေါင်းစုံရွေးလို့ရတယ်ကျွန်တော်အင်္ဂလိပ်စာပဲပြောင်းလိုက်ပါမယ်အဲ့ဒါပြီးတော့ကျွန်တော်ဒီမှာ top s ပေါ့เนาะဖုံးပြီးထည့်တဲ့နေရာကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်เนาะโอเคဒီနေရာမှာကျွန်တော်တို့ကြိုက်တဲ့ sync ကတ်ရွေးလို့ရပါတယ်ကျွန်တော်တို့ဒီထက် sync ကတ်ပဲထည့်မှာဖြစ်တော့ကြောင့်ဒီထက်ကိုပဲကျွန်တော်နှိပ်လိုက်ပါမယ်เนาะဒီလိုနှိပ်လာပြီးလို့ရှိရင်တော့အပေါ်ဆုံးကဒီထက် top out ကိုပဲနှိပ်မယ်เนาะအပေါ်ဆုံးတန်းကိုပဲကျွန်တော်နှိပ်ပေးပါเนาะโอเคပါကျွန်တော်အခုပြတဲ့နေရာဖြစ်ပါတယ်โอเคအဲ့ဒါပြီးတော့ကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်တော့အပေါ်ဆုံးခလုတ်ကိုပဲနှိပ်ပေးမယ်เนาะ7ကိုပဲကျွန်တော်နှိပ်ပါမယ်အဲ့ဒါပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ကိုယ့်ရဲ့ထည့်မဲ့ဖုန်းပေပေါ့နော်ဖုန်းနံပါတ်10လုံးကိုကျွန်တော်ဒီမှာမှန်ကလေးရိုက်ထည့်ပေးပါနော်ဖုန်းနံပါတ်မှားရင်တော့တခြားလူရဲ့ဖုန်းတွေကိုရောက်သွားပါမယ်ကျွန်တော်ဖုန်းနံပါတ်ကိုမှန်လေးကျွန်တော်တို့ဒီနေရာမှာထည့်ပေးပါโอเคပါထည့်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာဒုတိယမြောက်ပေါ့နော်အပေါ်ဆုံးဒီနေရာလေးကိုကျွန်တော်နှိပ်ပါမယ်နော်โอเคပါအဲ့ဒါနှိပ်ပြီးလို့ရှိရင်တော့ဒီမှာဘယ်လောက်ထည့်မှာလဲကျွန်တော်ရွေးလို့ရပါတယ်ကျွန်တော်100ပဲထည့်မှာဖြစ်တော့100ပဲကျွန်တော်နှိပ်လိုက်ပါမယ်နော်โอเคပါခင်ဗျ100ပဲကျွန်တော်နှိပ်လိုက်ပြီးဆိုရင်တော့ဒီမှာသူပြပါလိမ့်မယ်โอเคဒီမှာကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းနံပါတ်မှန်စစ်မယ်ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်တရားမှန်ပြီးဆိုရင်တော့ဒီမှာ confirm ကျွန်တော်နှိပ်ပါမယ်เนาะโอเคအဲ့ဒါဆိုရင်တော့ဒီမှာကျွန်တော်တို့ဆက်လက်လဲထွက်လာပါပြီเนาะโอเค ATM ဘဏ်မှာလဲဆက်လက်လဲထွက်လာပြီဆိုတော့ကျွန်တော်တို့ ATM ကတ်ကိုပြန်ယူဖို့အတွက်မမိပါနဲ့เนาะကျွန်တော်တို့ဒီမှာနှိပ်လိုက်တဲ့အခါမှာကျတော့ကျွန်တော် yes နေရာကိုပဲနှိပ်လိုက်မိပါတယ်เนาะโอเคအဲ့ဒါဆိုတော့ကျွန်တော်တခြားတော့အရာတွေထပ်လို့ဆောင်လို့ရတယ်ကတ်ပြန်ယူမယ်ဆိုတော့ဒီ set ခလုတ်မှာ cancel ကျွန်တော်အနီအောင်ခလုတ်နှိပ်လိုက်ပါဒါဆိုရင်တော့ ATM ကတ်ပြန်ထွက်လာပါမယ်เนาะအားလုံးပဲဒါကျွန်တော်တို့ဒီ ATM ပုံးမှာပေါ့เนาะကိုက cable သုံးလို့မရတဲ့သူဆိုရင်လည်းဖုံးပြီးဖြည့်တဲ့နည်းလေးဖြစ်ပါတယ်ဗျာအခုချိန်မှာတော့ဘဏ်ကတ်သေးဖွေးချင်တဲ့သူတွေဆိုရင်တော့ကျွန်တော်တို့ဒီကုံထိုင်းဘဏ်တော့ဖွေးလို့လွယ်ကူနေပါသေးတယ်ပေါ့နော်ဘဏ်ဖွေးချင်တဲ့သူများစီပီမှာအသေးစိတ်လာရောက်ပြီးတော့မှမေးမြန်းနိုင်ပါတယ်ခင်ဗျာ